ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေအကုန်လုံးပဲကျွန်တော်တို့အချိုးကနန်းကတော့ဒါမနေ့ကအတိုင်းပဲကျွန်တော်တို့ထွက်ခဲ့တယ်ပေါ့နော်93နဲ့20ပေါ့နော်9320ထွက်လို့ရလို့ရှိရင်ကျွန်တော်တစ်ခွက်ကောင်းကိုမနေ့ကဖမ်းပေးခဲ့တာကိုလည်းကျွန်တော်တို့ဒီမှာကျွန်တော်လူတွေအကုန်လုံးလည်းကျွန်တော်တို့မြင်ပါပါနော်ကျွန်တော်မနေ့ကကျွန်တော် YouTube channel လေးမှာလည်းကျွန်တော်တင်ပေးထားတယ်အကုန်လုံးလည်းဒါ channel လေး subscribe လုပ်ပြီးတော့ကြည့်ပေးပါနော်ဒီမှာကြီး combat နဲ့ကျွန်တော်ဒါခွန်ကို main ရောပေါ့နော်ကျွန်တော်ကပေးခဲ့တယ်မနေ့ကပေါ့နော်89 main ရောဆိုပြီးတော့ကျွန်တော် combat နေကုန်ပေါ့နော် combat နေကုန်ကညနေကျမှ84ဆိုပြီးကြားခဲ့တယ်မနေ့ကတော့ခွန်ကို main ရောကဒီထိုင်ဝမ်မှာကျွန်တော်တို့ကြာတော့တယ်ပေါ့နော်အဲ့တော့ဒီမှာလည်းကိုလည်း20ဆိုတဲ့ခဏလာပြီပေါ့နော်အဲ့တော့ကျွန်တော်ပတ်တီးကလည်းကျွန်တော်ကတော့ခွန်ကိုပဲထုတ်တယ်သို့တော်ညာလည်းပဲကျွန်တော်ဒီထရီကန်မှုအဖြောင်းမှုတွေကိုကျွန်တော်ယူပြီးတော့ကစားတဲ့ကောင်ဖြစ်တာဖြစ်တော့ဒီက6ထိပ်ဒီက6ထိပ်ဆိုရင်ဒီကိုဒီနေ့မနက်မှာပေါ့နော်ကျွန်တော်6ထိပ်6တလုံးကျွန်တော်ကြာလာမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီကြီးကျွန်တော်ဒီ6 break လိုက်ခိုင်းတာဖြစ်တော့6 break လေးဖြစ်တယ်ဆိုရင်69 89ဆိုတဲ့ခဏကတော့ဒါမရောမဖြစ်မနေထိုးကိုထိုးရမယ်ကဏ္ဍဖြစ်ပါတယ်နော်20ထွက်တာဖြစ်တော့ကျွန်တော်ဒီ combine combat ဒီကိုပဲကျွန်တော်ယူပါတယ်ခွန်နှလုံးကိုထိထိမိမိပတ်ပေးပါနေကုန်ကစားပေးဖို့တော့လိုတယ်ပေါ့နော်မနေ့ကလို့ပေါ့နော်ကျွန်တော်မနေ့တုန်းကကျွန်တော်ဒါညနေဘက်မှာလည်းခွန်လေးဆိုတဲ့ကဏ္ဍကဒါ YouTube channel မှာဒီ Telegram မှာလည်းကျွန်တော်တင်ပေးခဲ့တယ်ပေါ့နော်ဒီမှာဆိုကြည့်လိုက်ပါနော်ညနေ9ရက်နေ့ညနေမှာခွန်လေးကိုကျွန်တော်ဒါပေးထားခဲ့တာပေါ့နော်တကောကောင်းကိုတော့ကျွန်တော်မနက်ကိုခွန်ကိုဖြည့်တယ်ကျွန်တော်ယူပြီးတော့ညနေကိုလည်းကြောက်ကျွန်တော်က29ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကယူလိုက်တာဖြစ်တယ် YouTube မှာလည်းကျွန်တော်တင်ပေးထားပါတယ်အားလုံးပဲဒါကျွန်တော် Viber လေးမှာလည်း high ပြီးတော့ကျွန်တော်တို့ဒီမှာလည်းဆိုကြည့်လိုက်ပါနော်ဒီမှာ9ရက်နေ့မှာကျွန်တော်ရဲ့ပတ်တီးဒီခွန်ဖြစ်ပါတယ်မင်းရုံကတော့89ဆိုတဲ့ခဏပေါ့နော်အဲ့တော့ဒီမှာဗီဒီယိုလေးနဲ့လည်းကျွန်တော်ဒါတင်ပေးထားတယ်ခင်ဗျညနေဒီမှာပေါက်တဲ့လူတွေပေါ့နော်မနက်ကောညအောင်ကျွန်တော်တို့အောင်တဲ့လူတွေပေါ့နော်ကြည့်ရှုတော့တိတ်ပြီးတော့အများစားပြီးတော့ကျွန်တော်မရှိသေးဘူးခင်ဗျ channel လေးကတိတ်ကလေးဖြစ်တဲ့အတွက်ဝန်းရံပေးပါအောင်ဒီမှာကိုမျိုးဆိုတဲ့ channel လေးပါနော်channel လေးလည်း subscribe လုပ်ထားပြီးတော့အမြဲတစေဝင်ကြည့်လို့လည်းရပါတယ်နော်အဲ့တော့ကျွန်တော်ပြောချင်တာကဒီနေ့မနက်မှာဒီဗီဒီယိုလေးမှာဒါဆုံးနေကြည့်သွားပြီเนาะကျွန်တော်ခြိုက်တာကတော့20ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပြန်ထိုးအောင်မယ့်ကဏ္ဍလေးကိုကျွန်တော်ပြောပြမယ်ခွန်ကိုခွန်6ခွန်8 90ပေါ့နော်ခွန်ကိုခွန်6 90ခွန်8 92ဆိုတဲ့ကဏ္ဍ85ဆိုတဲ့ကဏ္ဍလေးပါမင်းရောလေးထည့်ပေးပါနော်ဒီမနေ့တော့မင်းရောကွက်ကို2ကွက်ပဲကျွန်တော်ထုတ်မယ်ခွန်9နဲ့ခွန်5ဆိုတဲ့ကဏ္ဍပေါ့နော်ခွန်9ခွန်5ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာခွန်4ဆိုတဲ့ကဏ္ဍထွက်ပြီးဆိုရင်ခွန်4 9 5ခွန်9ဆိုတဲ့ကဏ္ဍတွေကဒါတစုံနေတဲ့ကဏ္ဍတွေပေါ့နော်ဒီမှာကြီးတစုံမှာသူတို့လိုနေတာဆိုလို့85ဆိုတဲ့တစ်ခွက်ပဲလိုပါတော့တယ်ခွန်9 95ခွန်4မနော်ကျွန်တော်ဒီမှာကျွန်တော်မနေ့ကတော့ကျွန်တော်လူတွေအကုန်လုံးကျွန်တော်ရေးပေးထားတဲ့ကဏ္ဍခွန်5ခွန်9ခွန်4ကျွန်တော်ထည့်ပေးထားပါတယ်ခွန်4ကျွန်တော်ထည့်ပေးထားပါတယ်နော်ခွန်5ခွန်4ခွန်9ဆိုတဲ့ကဏ္ဍလေးတွေကျွန်တော်ထည့်ပေးထားပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာ9 9ဆိုတဲ့ကဏ္ဍဖြည့်ထားလို့ပါနော်အဲ့တော့ကျွန်တော်ဒီညနေဒီနေ့မှာကဏ္ဍလေးတွေကိုကျွန်တော်စီပြီးတော့ရေးပါမယ်ထိတိမိမိထပ်ပြီးတော့လည်းပေါက်ကြပါစေမန်မာဝင်နေတဲ့ကရုဝင်နေတဲ့ဆိုတဲ့လူတွေက6.590 140ဖိုင်ဘာမှာဟိုင်းပြီးတော့ဟိုတစ်ဖက်တောင်မှာဝင်ကြီး1000နေတာကိုလာရောက်ပြီးတော့ဝင်လို့ရပါတယ်နော်ရာသက်ပံအောင်မှာဝင်ကြီး1000မှာနော်ရာသက်ပံဝင်ကြီးကိုကျွန်တော်1000မှာယူထားပါတယ်ကဲအားလုံးထိတိမိမိထပ်ပြီးတော့ပေါက်ပါစေနော်